ဖုံးကြီးလို့မလုပ်ဘူးတဲ့အဲ့ဒီလူဦးဇင်းကပြန်မေးခြင်းဖုံးကြီးလို့ကဘာတွေလဲသိလားလို့နော်ပြန်မေးခြင်းဖုံးကြီးလို့ကဘာတွေလဲသိလားလို့ကြည့်လိုက်ပါဦးဇင်းတို့အခုဗုဒ္ဓမြတ်စွာရဲ့သာသနာနဲ့ပတ်သက်လာပြီဆိုကြပါစို့ဗုဒ္ဓရှင်တော်မြတ်ရှိစဉ်ခါတုန်းကပဲပြိဿတို့ကြည်လိုက်ကြည်အဲ့ဒီမှာရှင်မဟာမောက္ကလမထေရဒါလည်းတန်ဃာတော်တစ်ပါးပဲတကူအိဋ္ဌိဘက်အပြည့်ရှိတဲ့ပုဂ္ဂိုလ်ကြီးပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကဲနန္ဒောပဏ္ဏန္ဒနဂါမင်းကြီးဖယားရှင်ကိုတော်မြတ်ကြီးကိုနှောက်ယှက်တဲ့အခါမှာဘယ်သူကပြန်ပြီးဆုံးမခဲ့လဲရှင်မဟာမောက္ကလမထေရပဲဆုံးမခဲ့ပါတယ်ပြိဿတို့နော်အဲ့ဒီသဘောပဲရှင်မဟာမောက္ကလမထေရဒီနဂါကိုတတ်ဖို့သူလုပ်တာလားမဟုတ်ဘူးသူ့အနေနဲ့ဒီနဂါကိုဆုံးမယုံလေးတာလည်းရင်သူ့နဲ့အတူတံပြန်တိုက်စစ်ကိုတုံးသွားတယ်ဟုတ်နော်ပြိဿတို့သူ့ကိုသေလောက်တဲ့အထိတတ်ခဲ့လားတန်ဃာတော့မတတ်ဘူးဘာဖြစ်လို့လဲသူ့ဘာသာသူနေရင်ဒီတန်ဃာလည်းသူ့အလုပ်သူလုပ်နေတာပဲအေးတန်ဃာကိုလက်စော်ကားလာတဲ့ခါကျတော့ဘာဖြစ်လာလဲတန်ဃာကလည်းပဲသူ့ကိုကြမ်းကြမ်းတမ်းတမ်းနဲ့သေလောက်တဲ့အထိနှိပ်စက်တာတော့မဟုတ်ဘူးမဟုတ်တာကိုမဟုတ်တဲ့မတရားတဲ့အပေါ်မှာဦးဇင်းတို့ကပြန်ပြီးတော့တရားသောနီလန်းနဲ့ပြန်ပြီးတော့ဦးဇင်းတို့ဒီတန်ခါကွန်ရက်တွေကဖွဲ့ပြီးတော့ညှိနှိုင်းပြီးတော့ဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီမှာကြည့်လိုက်ဦးဇင်းတို့ပြောတော့ဗောဘုန်းကြီးကဘုန်းကြီးလို့မနေဘူးဆိုလို့ရှိရင်ဦးဇင်းတို့အဲ့ဒီရှင်မမောက္ကလမထေရမြတ်ရဲ့သဘောတရားလေးကိုကြည့်အဲ့ဒီအထောက်ထားလေးပဲဦးဇင်းကြည့်ပြီးတော့ပြောချင်တယ်ဒါဖယားရှင်ကိုတော်မြတ်ကြီးကိုထိလာတော့ရှင်မမောက္ကလန်ငြိမ်မနေပါဘူးပြိဿတို့နော်ဘာဖြစ်လဲရှင်မမောက္ကလန်ကိုယ်တိုင်နဂါးကိုဆုံးမခဲ့ပါတယ်နောက်တစ်ခါဗုဒ္ဓမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကလူတရားကိုသူကောင်းစေခြင်းလို့ရှိရင်မြတ်စွာဘုရားဟာလေတရားဝါတွေရဲ့အလိုအကျိုက်ဇယိုက်ကိုလည်းလိုက်တဲ့ခါလည်းလိုက်တယ်နော်အာလဝကဘလူကြီးကိုပဲကြည့်မြတ်စွာဘုရားသူ့ဗိမာန်ထဲမှာထိုင်နေချိန်မှာအာလဝကဘလူကြီးကသွားပြီးတော့ဟေးရှင်ကြီးဂေါရမဗိမာန်ထဲကထွက်ဆန်းဆိုမြတ်စွာဘုရားကထွက်သွားပေးတယ်ဘာဖြစ်လို့လဲဒီပုဂ္ဂိုလ်အကျွတ်တရားရပါစေခြင်းကြိုးကဘုရားကလိုက်လျောညီတွေနေပေးတယ်နော်ပြီးတဲ့အခါကျမှမြတ်စွာဘုရားအဲ့ဒီလောက်ထိတီးခံပြီးတော့သာသနာကိုပြုတယ်စောစောကဦးဇင်းပြောတဲ့ဟာကဒါနှစ်ခုကိုနှိုင်းရှင်ပြတယ်အဲ့ဒါလို့သာသနာတစ်ဖက်ကမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတတဝါဒီအပေါ်မှာဆုံးမထရမြတ်တတဝါတို့ရဲ့အလိုအကျိုက်ဇယိုက်တွေကိုကြည့်ပြီးတော့ဘုရားကအဲ့ဒါလို့ဆုံးမသွားတာရှိပါတယ်ဦးဇင်းတို့တွေမှာလည်းပဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးထုံးကိုနှလုံးမူပြီးတော့ဒီတန်ဃာတော်တွေကလည်းပဲဥပရိဘောင်တွင်းကနေခုနကရှင်မဟာမောက္ကလမထေရနန္ဒောပဏ္ဏန္ဒနဂါမင်းကြီးကိုဆုံးမတယ်လို့ပဲအတိတရားရပါစေခြင်းကြိုးမှာဥပရိဘောင်တွင်းကနေဦးဇင်းတို့ကဆုံးမတင်တာကိုဆုံးမသွားမယ်လှုပ်တင်လှုပ်ထိုက်တဲ့